ကိုတူတူကဘာလို့ဝင်လာနဲ့ထိုက်တန်လဲဆိုတော့ကျွန်တော်အမြင်ပေါ့နော်သူကအရင် creation ရကောင်းတယ် creation ဆိုတာတော့ creation ကလည်းကိုပြန်တတ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ creation ကလည်းလူတိုင်းလုံးနိုင်တာတော့မဟုတ်ဘူးပေါ့နော်အလီနီထွေးရဲ့အတန်သွားနှောက်ထောင်ကြီးသူနဲ့တူတဲ့သူတယောက်မှမရှိဘူးသူရဲ့အတန်ကရန်ရှာပါတယ်ပြီး तू ရွေးလိုက်ပြီးဆိုလိုက်တဲ့တချင်းတိုင်းနဲ့လည်း तू နဲ့လုံးဝ तू တချင်းပုံစံလိုဖြစ်လာဒါပေမဲ့ကိုတူတူက तू စစဆိုတွေက तू ပထမဆုံးအရင်စဝင်နေကအမားဆိုတာဗျာဟိုတိတ်ပြီးတော့ရှာလို့မရဘူးအမပြောမယ်အမရင်ပြောပြောခင်မပြောမယ်အမားဆိုတာကလေဒီ live round မှာတော့ဘယ်သူမှဆိုအမားရှိတယ် round နဲ့ round ရဲ့အမတ်ကိုပဲယူမှာအခု result ကဘာဆိုပရိသတ်ရဲ့90နဲ့ဒိုင်ရဲ့90ကဒီ round နှစ်ခုပဲကြည့်မှာဒါဆိုပြီးခဲ့တဲ့တစ်ပတ်ကိုပြန်ကြည့်လိုက်အကုန်လုံးကောင်းတယ် okay အဲ့ဆိုတော့ဘယ်သူမှဆိုဖြစ်နိုင်တယ်ဆိုတော့ Eleni ထွေးဖြစ်နိုင်တယ်တီချာပါစနေရပါလားမသိဘူး။ရတပတ်လောက်ပေးနေ။အဲ့လိုမဟုတ်ညီမတော့ Fanny ကဒီပြိုင်ပွဲမဝင်ခင်ကတည်းကသူ့ကိုယ်ပိုင်တခြင်းနေတဲ့ဒါထုတ်ခဲ့တယ်။အဲ့တော့ဒီပြိုင်ပွဲပြီးွားတဲ့ကာလမှာလည်း तू ကရက်သွားမဲ့သူမျိုးမဟုတ်ဘူး။ပြီးပါရမီယာကပါလာတာဆိုတော့ तू ကရေရှည်လက်တွဲလို့ရှိရင်ဒါညီမ star အတွက်လည်းအရန်ကိုအကျိုးရှိမယ်လို့ထင်တယ်ပေါ့နော်။အလုံးမင်္ဂလာပါအခုဆိုရင်ကျွန်တော်တို့ပြင်ပေါ်ဝင်ဟောင်းတွေပေါ့နော်ဆိုတော့၃ယောက်လုံးဒီမှာကျွန်တော်တို့စကောဝိုင်းဆွေးနွေးဖို့ကျွန်တော်တို့ရောက်လာတာပေါ့နော်အဲ့တော့အခုကဝင်းနာထွက်လာဖို့ကကျွန်တော်တို့၃ရက်ပဲလိုတော့တာပေါ့နော်ဆိုတော့အခုစနေညမှာပေါ့နော်ဝင်းနာဘယ်သူဖြစ်လာနိုင်ခြင်းအများဆုံးလဲဆိုတာဟိုခံမှန်းပေးကြဖို့စိတ်ထဲရခံစားချက်တိုင်းပဲဟိုပွင့်လေးဘာမှအာမနာပဲနဲ့ပြောဖို့ကျွန်တော်ကတောင်းဆိုချင်တာပေါ့နော်ပထမအနေနဲ့ဟိုအမင်းတရားနဲ့စပြီးတော့နိုင်မလီအဲ့လိုတော့ပေါ့နော်ကျွန်တော်ဝေနာမှန်းတာကတော့ဒါယောက်ျားလေးချင်းချင်းမလို့ပြေးရမှာပေါ့နော်ကိုတူတူပေါ့နော်ကိုတူတူဝေနာမှန်းတာပါโอเคကြတော့နေစားရအမကတော့ funny ပေါ့နော်စကြိုင်လေးအခုစိတ်လေး funny လို့ပဲမှန်းတာokay ကျွန်တော်ကတော့ Eleni ထွေးပေါ့နော်okay Eleni ထွေးလို့ဝင်လာထိုက်တန်တယ်လို့โอเคဟိုဘာကြောင့်လို့ထင်တာလဲဆိုတာလည်းရေးကြည့်တာပေါ့နော်ဆိုတော့ပရိသတ်တွေကလည်းဟိုကြည့်ချင်ပါပေါ့ကိုတူတူကဘာလို့ဝင်လာနဲ့ထိုက်တန်လဲဆိုတော့ကျွန်တော်အမြင်ပေါ့နော်ပရိသတ်တယောက်အနေနဲ့ပေါ့နော်ပြောပြရဆိုရင်သူကအရင် creation ရကောင်းတယ်ပြီးတော့သူ့ရဲ့ round line ကလည်းဟိုတစ် round နဲ့တစ် round တော့မတူဘူးပေါ့နော်ဟိုဝါးကနေဖြစ်သွားတယ်ပေါ့နော်သူချပြတာလေအဲ့လိုမျိုးဆိုတော့အနုပညာရှင်လုံးမဲ့သူကအဲ့လိုမျိုး creation ပိုင်းကောင်းသွားတယ်ဗျာဒါ creation ဆိုတာတော့ဒါလူတိုင်းမှာလူတိုင်းကတော့ဟိုပေါ့တခါကျစဉ်းစားပေါ့နော် creation လုပ်တယ်ဆိုတော့ပေါင်းထဲမှာပဲဖြစ်တယ်ပေါ့နော်အလုံးထွက်သွားရင်လည်းအရန်မကောင်းဘေးရမှာလေကိုပြန်တတ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ creation ကလည်းလူတိုင်းလုံးနိုင်တာတော့မဟုတ်ဘူးပေါ့နော်သူ့ရဲ့အဲ့လိုသူလုံးနိုင်တဲ့အတိုင်းအတာထဲမှာတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအတိုင်းအတာကောင်းလားမကောင်းလားတဲ့အတိုင်းအတာထဲမှာပဲလုပ်ဖို့ညီမကတော့ပထမဆုံးတစ်ချက်ကတော့ Fanny ရဲ့အတန်ပေါ့နော်သူ့ရဲ့အတန်ကာလာအရင်လာတယ်ပြီးတော့ unique လည်းဖြစ်တယ်သူ့ရဲ့အတန်ကိုကြားလိုက်တာနဲ့သူမှန်းတန်းသိတယ်ပြောလို့ရှိရင် तू ကအဆွေးဆိုလို့ရှိရင်လည်းလုံးဝသူ့ရဲ့အတန်လေးမှာ cue နာတန်ပါတယ် dramatic ဖြစ်တဲ့အတန်ရှိတယ်အမျိုးပိုင်းဟိုပြောရမယ့်တခြင်းဆိုလို့ရှိရင်လည်းသူ့မှာလုံးဝအချစ်တခြင်းဆိုရင်လည်း romantic ဖြစ်တဲ့အတန်မျိုးရှိတယ်ကွယ်ဒါသူ့ရဲ့အတန်ကအရင်ထူကြရပေါ့နော်Eleni ထွေးကဘာကြောင့်ဖြစ်လဲဆိုဥမာပေါ့နော်နင်းသိဆိုရင်လည်းပရိသတ်တွေကဖြိုးပြည့်စုံအတန်နဲ့တူတယ်လို့ပြော Veronica ဆိုရင်လည်းနီခင်းဆိုနော်ကျွန်မတို့လည်းအဲ့လိုပဲတူကြတယ်လို့ပြောကြတယ်ဒါပေမဲ့ Eleni ထွေးရဲ့အတန်သွားနှောက်ထောင်ကြီးသူနဲ့တူတဲ့သူတယောက်မှမရှိဘူးသူရဲ့အတန်ကရန်ရှာပါတယ်ပြီး तू ရွေးလိုက်ပြီးဆိုလိုက်တဲ့တချင်းတိုင်းနဲ့လည်း तू နဲ့လုံးဝ तू တချင်းပုံစံလိုဖြစ်လာအရန်ကောင်းတာအဲ့အကြောင်းကျွန်တော်တော့ Eleni ထွေးညီမတို့လုံးဝကို Fanny ကိုလုံးဝ 100% ယုံကြည်ရယ်ဘာလို့လဲဆိုတော့ရှေ့တစ်ခေါက်ဒီ round 9မှာပေါ့နော်ဒီ live show မှာပရိသတ်လာပြီးတော့အပေးတာလည်း तू ကအပြင်မှာဆိုလို့ရှိရင်လည်းအများဆုံးပဲပြီးရင်သူ့ရဲ့ social သူ့ရဲ့ကိုယ်ပိုင် social မှာဆိုလို့ရှိရင်လည်းသူ့အပေးရတူပြအများကြီးပဲကွာဒါမျက်မြင်ကိုပြပဲเนาะဒါ voting ကတော့ဒါ final ဆိုဘယ်သူမှဆို vote ကြမှာပဲကွယ်တိလားအဲ့တော့အမြင့်ရောကျမတို့တော့ပို့ပြီးတော့လက်ခံတယ်အဲ့တော့မင်းတရားရောဒါပေမဲ့တူတူကဘယ်လိုချင်းရှိမယ်တူတူကကြတော့သူကကျွန်တော်ဆိုလည်းမှားတာပဲပေါ့နော် live တွေဆိုခဲ့တယ်အရှိမပြန်ခဲ့တဲ့ဟာတွေကျွန်တော်အမားတွေပါတယ်ပေါ့နော်ပြန်ကြည့်ရင်တော့ဒါပေမဲ့တူတူကသူစစဆိုတွေကသူပထမဆုံးအရင်စဝင်နေကအမားဆိုတာဗျာ
တိတ်ပြီးတော့ရှာလို့မရဘူး အမပြောမယ်အမရင်ပြောခင်မပြောမယ်အမဆိုတာကလေဒီ live round မှာတော့ဘယ်သူမဆိုအမရှိတယ်အရန်တိတာသွားတယ်မတိတာသွားတာပဲရှိတယ်ဒါပေမဲ့အမတို့ပြန်ပွဲတောက်လျှောက်ကြည့်လာပြီးတော့မှအခုက final နဲ့အခု round round ရဲ့အမတ်ကိုပဲယူမှာအခု result ကဘာဆိုပရိသတ်ရဲ့90နဲ့တိုင်ရဲ့90ကဒီ round တစ်ခုပဲကြည့်မှာဒါဆိုပြီးခဲ့တဲ့တစ်ပတ်ကိုပြန်ကြည့်လိုက်အကုန်လုံးကောင်းတယ် okay အဲ့ဆိုတော့ဘယ်သူမဆိုဖြစ်နိုင်တယ်ဆိုတော့ Eleni ထွေးဖြစ်နိုင်တယ် Eleni ထွေးပြီးခဲ့တဲ့အခါမှာစေးတဲ့ချက်မမပြမယ်အခု round တစ်ခုကိုပဲကြည့်မှာပြီးနောက်တစ်ခုက Eleni ထွေးဘာကြောင့်ဖြစ်နိုင်တယ်လို့ပြောရင်သူ့ရဲ့ပရိသတ်ကနိုင်ငံခြားနဲ့မြန်မာနဲ့ရှင်လိုက်အရန်กว่าတယ်နိုင်ငံခြားလာတဲ့ဟာကအရန်တိတိတတာများတယ်ကျွန်မနားလေတီးထားတယ်လို့ဆိုတော့ तू ကပရိသတ်နဲ့သွားမယ်ဒိုင်မတ်ကအလောက်กว่าမှာမဟုတ်တဲ့အတွက်ကြောင့် तू ရနိုင်တယ် Eleni ထွေးရနိုင်တယ်ဟိုဒိုင်မတ်ကတော့တိတ်တော့ကောက်မှာမဟုတ်ဘူးတယောက်နဲ့တယောက်ဆိုအဲ့ပေါ့ဒီမှာတော့ Fanny ကဒီပြိုင်ပွဲမဝင်ခင်ကတည်းကသူ့ကိုယ်ပိုင်တခြင်းနေတဲ့ဒါထုတ်ခဲ့တယ်အများအားဒီFanny နဲ့ keep in touch ဖြစ်တဲ့လူမျိုးပေါ့နော်အဲ့တော့ဒီပြိုင်ပွဲပြီးွားတဲ့ကာလမှာလည်း तू ကရက်သွားမဲ့သူမျိုးမဟုတ်ဘူးပြီးပါရမီယာကပါလာတာဆိုတော့ပါရမီယာကိုပါလာတာဆိုတော့ तू ကရေရှည်လက်တွဲလို့ရှိရင်ဒါမြန်မာ star အတွက်လည်းအရန်ကိုအကျိုးရှိမယ်လို့ထင်တယ်ပေါ့နော်Eleni ဆိုရင်လည်း तू အခုငယ်ငယ်လေးပဲရှိတယ်သူလိုငယ်တဲ့လူတယောက်ကိုကောင်းကောင်းပုံသွင်းလို့ရတယ်ကိုလိုချင်တဲ့ပုံစံတိုင်း तू အကောင်းဆုံးမြေတောင်မြောက်ပြီးမှလုပ်ပေးလို့ရပြီဖြစ်တယ်ပြီး तू အရန်နာခံတဲ့သူဖြစ်တယ်တကယ်စူးစမ်းတဲ့သူဖြစ်တယ်အရန်စူးစမ်းပြီးတော့မှလုပ်သွားတဲ့သူတွေနောက်တစ်ခုကကျွန်တော်တို့ဒီ live round မှာမားတယ်ဘာညာဆိုတဲ့ဟာတွေ studio မှာအတန်သွင်းရင်မားရင်ပြန်ပြင်လို့ရတယ်ကျွန်တော်တို့ကိုယ်တိုင်အတန်သွင်းနေတဲ့သူတွေပဲအချင်းချင်းပြန်သွင်းကြတာပဲဒါပေမဲ့ဒါပြိုင်ပွဲတွေနော်ပြိုင်ပွဲမှာမှားရင်တော့မတက်နိုင်ဘူးလေဒါပြိုင်ပွဲတော့ပြိုင်ပါမယ်အခုလိုရောနောက်ပိုင်းမှာအခုတော့ပြောပြီလေပြိုင်ပွဲကတော့ရှောက်မားခဲ့မယ်သူဒီထိပါလာနိုင်တယ်ဒီထိပါလာပြီးတော့မှအခုကနောက်ဆုံး round first နဲ့ second အဲ့ round ကိုပဲသူကြည့်မှာအဲ့ဒီအမတ်ဆိုတော့ပြီးခဲ့တဲ့အပတ်နဲ့အခုလာမယ့်အပတ်ကိုပဲသူတို့ကြည့်မှာပြီးပရိသတ် voting ကြည့်မှာဆိုတော့သူရနိုင်တယ်ဆိုတော့ဘလောက်ပဲအရှိမအမားတွေရှိခဲ့ okay အခုကနောက်ဆုံးရဟာပဲတီချာပါစနေရမှာလားမသိဘူးရအောင်တစ်ဖက်လုပ်ပေးနေအဲ့လိုမဟုတ်ဒါကိုကအမြဲတမ်းဟိုလေ့လာတာပေါ့နော်ဘေးပတ်ဝန်းကျင်ကိုလည်းလေ့လာတယ်ပရိသတ်ထဲကိုလည်းဝင်ကြည့်တယ်ကိုယ်ကပရိသတ်ထဲဝင်ကြည့်ရဆိုတော့တီအဲ့လိုမျိုးကိုခံစားတာပေါ့အဲ့ဆိုရင်တော့နည်းနည်းလိုဝိုင်းမှာဟုတ်တယ်ဘာလို့လဲဆိုကိုတူတူဆိုသူကအရင်ဟိုကတူကချင်းပြည်နယ်မှာလည်းနည်းနည်းသူနေရာရှိပြီးသားပေါ့နော်ဒီလိုလောင်းပြိုင်နေတယ်သူ MC တွေလုပ်တယ် director တွေဘာညာအဆောင်လုပ်တယ်ဆိုတော့သူကဖြန့်ကျက်ပြီးသူအကုန်ကြည့်နိုင်တယ်ပဲလို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီပရိသတ်တွေလည်းဆိုတော့ပြိုင်ပွဲလေဟုတ်တယ်လေဒါအစစ်ပြိုင်ပွဲdirector ကလည်းတချို့ director ပြိုင်ပွဲမဟုတ်နော်ဒါတော့သူရဲ့ bucket သူကဒီလုပ်တဲ့ဝါသနာတွေပေါ့နော်သူအခုကတော့အစိုးပိုင်းကိုသူကတခြားအစိုးလာပြန်တယ်ဆိုတော့ Eleni ဆိုရင်လည်းကြည့်လိုက်အိမ်မှာဆိုသူအမြဲတမ်းတချင်းဆိုနေတာနော်လုံးဝအမြဲတမ်းတချင်းဆိုတာအပြင်အကလည်းရမ်းတော်တယ်ဆိုဂီတသမားတယောက်ဆိုတာကျမတို့ဆိုတော့အကမရအောင်မှန်းတယ်ပြောသူအမှုပညာသမားတယောက်လောက်လာတော့ဆိုရင် तू က performance သူဒီမှာတော့မထုတ်ပြလို့မရသေးလို့ तू မထုတ်တာတကယ်ဆရာလုတ်ပေးကြည့်လိုက်လုံးဝဖြစ်မှာဒီမှာလည်းအရကြုတ်ခဲ့တာအရတော့ကြွားတယ်ကပြီးပြုတ်သွားတခုရှိရကျမအဲ့လိုသူများပရိသတ်တွေလိုက်ကြည့်ရပါတော့လိုက်ကြည့်တဲ့အချိန်မှာလီရှော့မယ်လီထွေးရဲ့ပရိသတ်တွေကအရွယ်ဆုံးတယ်ကလေးလည်းရှိရလူငယ်လည်းရှိရဟိုလူကြီးထိရှိရဆိုတော့လုံးဝပရိသတ်ဆိုတော့တချို့ကြတော့ဒီကိုအရွယ်တူလောက်ပဲတချို့ကြတော့လည်းလူကြီးလောက်ပဲကြိုက်တာတချို့ကကလေးလောက်ပဲကြိုက်သူကကြတော့လို့မဟုတ်ရွယ်ဆုံးကသူ့ကိုကြိုက်ကြတယ်ဒီမှာ Fanny ဆိုအရွယ်တော့မဟုတ်ဘူးလုံးဝ LGBT ကအဲ့လိုမျိုးလူမျိုးပေါင်းစုံအောင်အားပေးကြတာအဲ့လိုမျိုးရှိရဲအဲ့လိုတူလေအတိုင်းပဲအဆုံးငငယ်လေးကလည်းအသက်ကြီးရည်ကျွန်တော်ဟိုတခါတော့တွေ့ရမမကြီးပါနေတယ်ပေါ့မမကြီးအားပေးကြတယ်ညာဒီကမမကြီးအားပေးတာပိုကောင်းတယ်လေဟိုမှာကြည်ပါလားဟိုအငိမ့်ပွဲတွေမှာဆိုမမကြီးပဲစုတက်ချတယ်လို့အဲ့တော့မမကြီးများရင်ဒါ voting လည်းများပြီကျွန်တော်ရဲ့ second choice ကတော့ဟိုပါဘောနော် C4 တာပေါ့နော်ဘာလို့လဲဆိုတော့နော် C4 ကအတန်လေးကသူကကြားလိုက်တာနဲ့ပေါ့နော်ဘလို့တချင်းရဲ့ဟိုရက်တာပေါ့နော်တချင်းဆိုတာကအဲ့လိုအရင်ဟိုခံစားမှုအရင်အားကောင်းမှတစ်ဖက်လူကလည်းနားရဲဆွဲမှာပေါ့နော်သူတန်ကလည်းအဲ့လိုမျိုးပုံစံနဲ့မှာပါတယ်ပေါ့နော်သူဆိုလိုက်တဲ့တချင်းနာအဲ့လိုနားရဲဆွဲသွားတယ်ပေါ့နော်မသိတဲ့တချင်းတော့မှချင်းနားဆွဲသွားအရင်လည်းအေးချမ်းတယ်အတန်လေးကထပ်ဖြစ်ရမယ်ဆိုရင်တော့စီဘောရာကတော့အမှားနဲ့ဆုံးပိုင်းနဲ့ဖြစ်တာပေါ့နော်ပြီးတော့သူ့ဟိုအရှိ round မှာဆိုရင်လေ voting အများဆုံးနဲ့
ပထမဆုံးဟိုကဘောနော် save ကြောင့်မှထိုင်ရတာဆိုတော့သူလဲဝင်တာဖြစ်နိုင်ပါတယ် အဖက်များဆုံးနဲ့ final ဟုတ်ကဲ့ တက်လှမ်းသွားတဲ့ပြန်ပေါ်ဝင်ပေါ့နော် ညီမရဲ့ second choice ကတော့ပန်း E ပေါ့နော်ပန်း E ရဲ့ fan တဲ့သွားနောက်လို့မရဘူးဒါလုံးဝဟိုးညီမတို့ဒီtop 11မဟုတ်ခင်ကလေးကဟိုးအရှိအစမှာကလေးက तू ကဘသူဘာပဲတင်ညီမ star တိတ်တာတင်ပန်း E မြင်နေရတယ်နေရတယ် အဲ့တော့ထောက်ခံတယ် နော်သူ့ရဲ့ fan တဲ့ဒါအသီးသီးကလုံးဝသူ့ရဲ့ဒီလူမျိုးကလည်းအရန်ကို sporting ပေးရယ်စူးစီးရယ်သူ့ကိုအရန်လုပ်ပေးရယ်ပြီးရင်ညီမဒီ fan တဲ့တစ်ခုတည်းနဲ့တော့ပြောတာတော့မဟုတ်ဘူးပေါ့နော်ညီမတို့ကဒါအတူတူနေခဲ့တာလေဒီခန့်မှာကြာတယ်ပေါ့နော်အဲ့တော့ပန်းအီကအရန်လေးစူးစားတယ်ညဘက်ဆိုလည်းအိပ်ဘူးမနက်ဆိုလည်းစိုးရိပ်ထားတယ်လူကလည်းခြူကြတယ်တိတ်လည်းစားလည်းမစားဘူးဆိုတော့ခြူကြတယ်အဲ့ဒါတော့မှ तू ကအကောင်းဆုံးစူးစားပြီးလုပ်နိုင်တယ်အဲ့တော့ညီမကသူ့ကိုအရန်ချီလက်ချီကျူးရယ်ဝင်လာလဲဖြစ်စေချင်တယ်အဲ့ဒါကြောင့်ညီမရဲ့ second choice အနေနဲ့သူရွေးတယ်နော်အမကပန်းကြီးကကျွန်တော်တွေ့ရတယ်လို့ပေါ့နော်ဆိုတော့ဒီ season 3ပြန်ပေါ်ဝင်ထဲမှာကပြိသက်ခိုင်မှာအများဆုံးလို့ပြောရတာဟိုက voting ကတော့သူတို့ပေးမပေးကတော့တခိုင်တာပေါ့နော်ဒီပြိသက်ခိုင်မှာရှိဆုံးကတော့ဟိုဟာသူပဲကျွန်တော်တို့ပြောလို့ရတာပေါ့နော်